ဘန်ကောက်မြို့ဆွဲဆူဆဝတ်လန်26မှာမနေ့16ရက်နေ့မှာမြန်မာပြည်သား4ဦးနဲ့အမေရိကန်သား2ဦးကိုရန်ဖြစ်ကြတာအမေရိကန်သားဆုံးသွားရတယ်လို့သိရပါတယ်။ဖြစ်စဉ်မှာရှိနေတဲ့မြန်မာရီရဲ့ထိုင်းတထေးဖြစ်သူမြန်မာ4ဦးတဲက3ဦးဟာထိုင်းတထေးရဲ့တပည့်တွေပါ။အဲ့ဒီ4ဦးတဲက2ဦးဟာမြန်မာလေးရဲ့ချစ်သူဟာအမေရိကန်သားဖြစ်ပြီးအမေရိကန်သားနဲ့မြန်မာလေးသူဟာအရင်ကချစ်ကြိုက်ခဲ့ပူကြတယ်။လွန်ခဲ့တဲ့တလလောက်ကမြန်မာလေးနဲ့အမေရိကန်သားတို့ဟာလမ်းခွဲလိုက်ကြပါတယ်။အဲ့ဒီနောက်အမေရိကန်သားကပြန်တွဲကြမယ်ပြန်လိုက်ခဲ့လို့လာခေါ်တာကိုညီမလေးကလက်မခံခဲ့ဘူး။မနေ့16ရက်နေ့ကဒီအမေရိကန်သားကဓားကိုယူလာပြီးညီမလေးရှိတဲ့နေရာကိုလိုက်ရှာလာတယ်။ဒါလည်းမဲ့ညီမလေးကမရှိတော့ဘူးတခြားနေရာကိုပါပါတယ်။အဲ့ဒီလိုနဲ့ဒီနေ့ညနေပိုင်းလောက်ကအမေရိကန်သားကတစ်ခေါက်ထပ်လာခဲ့ပြီးညီမလေးဦးအလုပ်လုပ်နေတဲ့နေရာထိလိုက်လာပြီးလက်ထဲမှာဓားကိုကင်ဆောင်လာတယ်။ပြီးတော့အမေရိကန်သားကအရင်ပြဿနာရှာတော့ညီမလေးလောက်ကလည်းတန်တုပ်တွေကိုယူလာပြီးနှစ်ဖက်စလုံးကိုရန်ဖြစ်လိုက်ပြီးအမေရိကန်သားကဆုံးသွားပါတယ်။အမေရိကန်သားနဲ့အတူနေဘူးသူပြောထားချက်ကတော့အရင်ကအခန်းချင်းကပ်ရက်နေခဲ့ကြတယ်။လွန်ခဲ့တဲ့တလလောက်ကအမေရိကန်သားဟာရီးစားဖြစ်သူမြန်မာမလေးကိုပြဿနာရှာနေတန်တွေကြားရတယ်။အမေရိကန်သားရဲ့စူညံတန်မကြည်နဲ့တန်တွေကိုလည်းအမြဲလိုကြားနေရတယ်။နောက်တော့မြန်မာမလေးလည်းစိတ်ညစ်တယ်လို့အဲ့မှာမနေတော့ပဲတခါနေရပြောင်းသွားခဲ့ပါတယ်။ဒီတော့အမေရိကန်သားကပြန်လိုက်ခေါ်တော့မြန်မာမလေးကလက်မခံတော့ဘူး။နောက်တော့အမေရိကန်သားရဲ့စိတ်ထဲမှာမြန်မာ4ဦးကိုတခုခုထင်နေပုံရတယ်။ဒါကြောင့်16ရက်နေ့ညနေကဓားကိုကျူတင်ယူလာပြီးအရင်လာလောက်တာလို့မြင်တွေ့သူကပြောပြတယ်။ရဲဒီရဲ့သုံးသပ်ချက်ကတော့ဒီပြဿနာရဲ့အစအဆုံးဟာမင်းကလေးကိစ္စကပဲလာတယ်။အမေရိကန်သားကအရင်လာထိုးတော့မြန်မာ4ယောက်ကလည်းကာကွယ်ဖို့အတွက်တန်တုပ်တွေယူလာပြီးအပြန်အလှန်ရိုက်ကြရမှာအမေရိကန်သားကမတော်ရဆက်ဆုံးသွားရတာလို့ပြောတယ်။အမေရိကန်သားကိုရည်ရွယ်ချက်ရှိရှိလောက်တာမဟုတ်ဘူးလို့ရဲကသုံးသပ်ပြောဆိုသွားပါတယ်။